ကျွန်တော်တန်းကိုစားတွေ့ရောတန်းကမေးခွန်းနဲ့ပြန်ပြီးတုံ့ပြန်တတ်တယ်ခက်ထက်မိန်းကလေးတယောက်ဖြစ်နေလိမ့်မယ်ကျွန်တော်ထင်မထားခဲ့ဘူးကျွန်တော်တန်းနဲ့ရှင်းနေချင်ယောက်ျားတွေကမင်းကဒုတိယခွန်ရလာပြီဆိုရင်ဖောက်ပြန်ကြရတာ သူကတင်မိများတဲ့ညမိမ2ယောက်ရှိတယ်2ယောက်ရှိတော့သူတို့ကအခွင့်အရေးပို့လို့ကျင်တယ်ပို့လို့ကျင်တော့သူတို့စိတ်ထဲကပါသည်ဖြစ်စေမပါသည်ဖြစ်စေကျွန်တော်တို့ပေါ်ဇွတ်တွေကိုချစ်ပြမယ်ကျွန်တော်တို့ပေါ်ကောင်းပြမယ်ဗျာတန်းနဲ့ဒီနှခမ်းကြီးရောက်နေလိုက်ပြီးတော့အဲ့လိုလူစားတဲ့မှာမဟုတ်ပါဘူးပြောင်းညာကြိုက်နေပြီရအဲ့လိုဖြစ်နေဘာဆက်ပြောအောင်မလို့မသိတော့ဘူး